Beth Campton wabi sabi the wisdom in imperfections သူကတော့ဒီမှာဒီလို Japanese wisdom for a perfectly imperfect life သူဂျပန်ရဲ့ဉာဏ်ပညာပေါ့ဂျပန်တို့ရဲ့ဉာဏ်ပညာ for a perfectly imperfect ပြည့်စုံစွာကိုမပြည့်စုံနေတဲ့ဘဝပေါ့မပြည့်စုံနေတဲ့ဘဝကိုကပြည့်စုံခြင်းပေါ့ပြည့်စုံခြင်းအတွက်ဂျပန်ဉာဏ်ပညာပေါ့ဒါတို့ကတော့ the wisdom and imperfections လို့တက်ထားပြီး part 1ပေါ့နော်ဒါဟာခုမှ chapter 1မှာပေါ့that Campton ရဲ့ wabi sabi part 1ပေါ့မနေ့ကတော့ intro ပေါ့နော် wabi sabi origins of wabi sabi wabi sabi originated as two separate words ဒီ wabi sabi ဆိုတာစကားလုံးနှလုံးပေါ်မှာအခြေတည်အစပြုခဲ့တာပါပေါ့ both steeped in aesthetic value အလားတရားပေါ်မှာတန်မိုးထားတဲ့ခြင်းမှာစိတ်ဝင်ပျော်ဝင်းနေတဲ့ဒီစကားလုံးနှလုံးပေါ်မှာအခြေတည်ခဲ့တာပေါ့ with roots in literature အဲ့ဒီစကားလုံးတွေဟာစာပေယဉ်ကျေးမှုဘာသာရေးပေါ်မှာဘာသာရေးထဲမှာစိတ်ဝင်နေတဲ့အလားတရားတန်ဖိုးဆိုတဲ့ဒီစကားလုံးနှလုံးပေါ့ wabi စာပြီးဆိုတဲ့စကားလုံးနှလုံးပါ wabi ဆို it's about finding beauty in simplicity ဆိုတဲ့ရိုးချင်းမှာအလားတရားကိုရှာဖွေတွေ့ရှိခြင်းဖြစ်ပြီးတော့ a spiritual richness နာမ်ပိုင်းဆိုင်ရာနှလုံးသားပိုင်းဆိုင်ရာကြွယ်ဝလာခြင်း and serenity တည်ငြိမ်မှု in detaching from the material world ဒီရုပ်လောကဒီလောကကြီးကနေပြီးတော့ကင်းကွာလောကကြီးကိုခွာချထားတဲ့ serenity နဲ့တည်ငြိမ်မှုမျိုးပေါ့ရှင်တွန်ထဲမှာနေပြီးတော့ကြာပန်းရဲ့ဖြစ်တည်မှုမျိုးပေါ့ serenity in detaching from the material world စာပြီးဆိုတော့ is more concerned ပတ်သက်နေတဲ့ with the passage of time အချိန်ရဲ့ကုန်းဆုံးခြင်းတနည်းပြောမှဆိုမတည်မြဲခြင်းပေါ့ with the way that all things grow and decay ဒီ all these အရာအလုံးဟာတပ်ပေသင်္ခါရအနိစ္စပေါ့မြတ်စွာဘုရားရဲ့ဓမ္မလို့ပြောရရင်တော့တပ်ပေသင်္ခါရပေါ့ဒီသင်္ခါရတရားအရာမှန်သမျှဟာ grow ဖြစ်ထွန်းလာခြင်း decay ပျက်စီးသွားခြင်းဆိုတဲ့နိနာပေါ့ and how aging အဲ့လိုဇရာအိုမင်းရင်ရောပျက်စီးလာခြင်းဟာ alters ပြောင်းလဲပြတဲ့ the visual nature of those things အဲ့ဒီຢာတွေပေါ်မှာမြင်ရတဲ့သဘာဝကိုတနည်းပြောဆိုအပြင်ပန်းရုပ်လောကအတွင်ပြင်ကိုပြောင်းလဲသွားစေခြင်းဆိုတဲ့နဲ့ပတ်သက်ပါတယ်ဗျစာပြီးဆိုတာဝါပြီးဆိုတာဟာရိုးရှင်းမှုအလားတရားကိုမြင်ခြင်းနှလုံးသားတည်ငြိမ်အေးချမ်းခြင်းဆိုတဲ့သဘောပေါ့ဒီရှင်တော်ရုပ်လောကကြီးမှာနေရင်ပြီးတော့တည်ငြိမ်မှုဆိုတဲ့ကြာပန်းဖြစ်တည်မှုတွေတည်ငြိမ်မှုမျိုးပေါ့စာပြီးဆိုတာတော့မတည်မြဲခြင်းရွေလျာပျောက်ကွယ်ပျက်စီးခြင်းပေါ့ပြောင်းလဲလာခြင်းကိုမှပြောင်းလဲလာခြင်းဆိုတာနဲ့ပတ်သက်ပါတယ်အဲ့ဒီစကားလုံးတော့ဝါပြီးဆိုတာအဓိပ္ပာယ်တည်တံ့ရှိတယ်စာပြီးဆိုတာလည်းအဓိပ္ပာယ်တည်တံ့ရှိပါတယ် How is wabi sabi relevant today ခဏခေတ်မှာတော့ wabi sabi ကဘယ်လိုယုတ်တိယုတ်တာရှိဘယ်လိုကိုက်ညီနေတာတော့ we are living တို့တွေကနေထိုင်နေကြတာပေါ့ in the time of brain hacking algorithms တို့ brain hacking algorithms တို့အုံနောက်ကို hack တာအုံနောက်ကိုဒါပြီးဒါလုပ်စေတယ်ဒါပြီးဒါဖြစ်စေတယ်ဆို algorithm နေနဲ့တို့တွေအချင်းချုပ်ခံထားတဲ့အခြေအနေမှာနေရတယ်ပြီးတော့ pop-up propaganda pop-up ဆိုပေါ်ပေါ်ကြော်ညာတွေပေါ်လာလိုက် message တွေပေါ်လာလိုက်ဒီဖုန်းပေါ်မှာလေ notification တွေကြာလာလိုက်ဆိုအဲ့ဒီ pop-up propaganda ပေါ့ propaganda နဲ့ငါတို့တွေကိုသွေးဆောင်စီယုံနေတာပေါ့ဩဘာဖြစ်ပြန်ပြီနော်ညာဖြစ်ပြန်ပြီနော်ဘာမလုပ်သေးဘူးလားညာမလုပ်သေးဘူးလားဆိုတဲ့ pop-up propaganda တွေကြားမှာလောကမှာနေရတယ်လို့ပဲ information everywhere နေရာကတိုင်းမှာသတင်းချက်လက်တွေပေါ့ကဲအသက်ကဘယ်လောက်ဖြစ်လာပြီနော်ဘာလို့အောင်လေအရွယ်ကဘယ်လိုဖြစ်တာရင်နော်ဘာလို့ဖို့လိုလဲနော်ဟလာကို့အနေထားဆိုဘာဖြစ်ဖို့လိုလဲနော်ဘယ်ရွယ်ရောက်ပြီဆိုဘာလုပ်ရမယ်ဟလာဘယ်ပစ္စည်းကိုကင်တင်လဲဘာကိုသုံးတင်လဲဘယ်သူတွေကဘယ်လိုဟာတွေသုံးနေကြတာနော်ဘယ်လိုလူတွေကဘာဖြစ်တယ်ဆိုတဲ့အကြောင်း information ကိုတရံမလက်အမြဲတမ်းမှာ social media တွေပေါ်မှာကောအပြင်မှာကောအမြဲတမ်းမြင်နေရတာနော်ဘယ်လိုဖြစ်လာရင်နော်ဘာလေးသုံးလေရေမွေးလေးသုံးလေဟုတ်နော်ဘာလေးသုံးလေပေါ့နော်ဟလာ make up ဆိုဘယ်လိုသုံးနော်နှက်ခမ်းကြီးဆိုဘယ်ကဲ့သို့နော်အဝယ်စား fashion ကဘာမှ fashion ဖြစ်တာအဲ့ design ကဘယ်လိုမှကောင်းတာစသဖြင့်ပြောနေကြတယ်သတင်းချက်လက်တွေပြီးတော့ pop-up propaganda တွေဆိုတို့တွေဖုန်းကိုကြည့်ပဲတယောက်တည်းကြည့်တာတော့မှတယောက်တည်းကြည့်တာမဟုတ်တယ်လို့ပဲပေါ့ဟုတ်လား
ဟိုကသတင်းချက်တွေထွက်လာလိုက်ဒီကသတင်းချက်တွေထွက်လာလိုက်ပေါ့တို့အုံနောက်ကိုဒီချိန်အားနေသလားအားနေဖုန်းလေးကင်လိုက်လေအားနေ social media ကြည့်လေဆိုပြီးတော့ဒီအုံနောက်ကိုသူတို့တွေက hack လုပ်ထားတဲ့ algorithm တွေနဲ့ပေါ့တို့ရဲ့ social media တွေဆိုတာ social media လေးတက်တက်တယ်မဟုတ်ဘူးပေါ့မင်းတို့ငါတို့ဘဝကို hack နေတာမင်းတို့ဘဝကိုသူတို့ကထိန်းချုပ်ဖို့ကြိုးစားနေတာပေါ့တို့တွေအကြောင်းကြောင့်အားသွားပြီဆိုရင်ဖုန်းလေးကြည့်လိုက်အောင်မနော်ကြည့်လိုက်အောင်မနော်ဆိုအဲ့ဒါသူတို့ရဲ့ algorithm မိနေတာပဲအားနေအဲ့လိုလုပ်เสียမလိုဘူးလေအဲ့လိုကြည့်အောင်ကိုအားနေဒါလေးကြည့်နော်လို့ဖြစ်အောင်ကိုသူတို့တွေက program တွေရေးဆွဲထားကြတာပေါ့အဲ့ဒါမျိုး brain hacking algorithm ဆိုတဲ့အချိန်ကာလကြီးမှာနေကြတာ pop up propaganda ဆိုတော့ဟလာရေးတော့နော်ဟလာဘာစားနော်အသက်ဘယ်လောက်ဆိုဘယ်လိုလုပ်နော်ဘာဝတ်နော်မြို့သမီးလားဘယ်လိုနေထိုင်နော်ဒါဆိုရင်ဘယ်လိုရောဖြစ်တတ်တဲ့နော်စသဖြင့်ဒါတွေကိုပြောနေတဲ့ pop up message တွေကပေါ်နေတယ် information တွေနေရာတကာမှာပေါ့ဟိုကကြည့်လိုက်ပြီဆိုလဲဘာလုပ်ပါပေါ့ဒီကကြည့်လိုက်ပြီဆိုဘာလုပ်ပါလို့ပြောနေကြတယ်သတင်းလောကမှာနေကြရတာ from the moment we wake up ငါတို့တွေနိုးလာတဲ့အခိုက်အတန့်ကနေစပြီးတော့ to the time we step into bed အဲ့ရတဲ့ကိုတို့တွေထိုးဝင်အိပ်ပျော်လဲလျောင်းတဲ့အထီးပေါ့ we are fed ငါတို့တွေကိုကြွေးမွေးနေတယ်တဲ့ငါတို့တွေကိုပေးနေတယ် messages about what we should look like ငါတို့တွေဘယ်လိုဖြစ်တင်လဲ where ဘာတွေဝတ်တင်လဲဘာတွေစားတင်လဲဘာတွေဝယ်တင်လဲဆိုတဲ့သတင်းစကားတွေငါတို့တို့အမြဲတမ်းကြွေးနေတယ်မျက်စိတွေမှာမြင်နေရတယ်ကြောင်ညာဆိုင်မှုတွေနဲ့မြင်နေရတယ်ဖုန်းတွေထဲမှာကြားနေရတယ် message တွေတက်လာတယ် how much we should be on ပတ်စံဆိုဘယ်လောက်ရတင်တာနော် who we should love တို့တွေကဘယ်လိုလူကိုချစ်တင်တယ်နော်ဘယ်ရာဒီကွေနေကြိုက်တင်တဲ့ရာဒီပါစသဖြင့်သတင်းချက်လက်တွေရှောက်ပေးနေကြတယ် how we should parent ကလေးတွေကိုဘယ်လိုထိန်းချောင်းတင်တယ်နော်ဆိုတာပြောနေတာတွေတရံမလက်မနဲ့မိုးလင်းကနေမျက်စိမိတ်တဲ့အဒီဒါတွေပဲတွေ့နေရတယ် many of us ငါတို့တွေများစွာ probably spend more time အချိန်ပိုကုန်နေကြတယ် thinking about other people's lives တခြားသူတွေရဲ့ဘဝကိုပိုတွေးတောနေကြတယ် then investing in our own ကိုဘဝတဲ့တခြားသူတွေကြောင်းပဲပို့ပြီးအာယုံဆိုင်ပြီးတွေးမိနေတတ်ကြတယ်တို့တွေနေတဲ့လောကဟိုတို့အုံနောက်ကို hack ထားတဲ့တို့အုံနောက်ကို control လုပ်ထားတဲ့ algorithm တွေနဲ့နေကြရတာတို့တွေကိုဒီ pop up propaganda တွေနဲ့ဘာလုပ်ပြီလားညာလုပ်ပြီလားဘယ်ချင်းဆိုဘယ်လိုလုပ်နော်ဆိုပြီး message တွေအများနဲ့တက်နေခြင်းနဲ့ information နေရာတကာမှာလဲသတင်းချက်လက်တွေနဲ့ဒီလောကကြီးမှာတို့တွေနေကြရတာမတို့တွေနိုးထတဲ့ချိန်ကနေပြီးတော့အဲ့ရဝင်တဲ့အချိန်အထိတို့တွေဘလို့ဖြစ်တဲ့နော်ဘာဝတ်တဲ့နော်ဘာစားတဲ့နော်ဘာဝယ်ရမယ်နော်တို့တွေဘယ်လောက်ရတဲ့နော်တို့တွေဟုတ်လားဘသူ့ကိုချစ်ကျွမ်းတဲ့ဘသူ့ကိုဟုတ်လားဘယ်မိမတွေကိုဘလို့ sorry ဘယ်လိုတို့တွေထိန်းချောင်းပြုစုတဲ့နော်ကလေးတွေကိုဘလို့လုပ်တဲ့နော်ဆိုတာတွေအမြဲတစေကိုတို့တွေကို message ပေးနေကြတာပေါ့ many of us တို့တွေများစွာဟာprobably spend more time thinking about other people's lives တခြားသူတွေဘဝအကြောင်းကိုပဲတွေးနေကြတာကိုဘဝအကြောင်းဆိုတာထက်လေသူတို့ကလေကိုအကြောင်းကိုစိတ်ဝင်စားဘူးပေါ့တကယ်တမ်းကဟလာတခြားသူတွေအကြောင်းပြင်မအကြောင်းပဲဘယ်သူမှလည်းကိုအကြောင်းကိုပဲတကယ်စိတ်ဝင်စားမနေကြဘူးပေါ့အပြင်ကသူတွေမပြောနဲ့ကိုကကိုအကြောင်းကိုတောင်းမှကိုကစိတ်ဝင်စားမိနေတတ်ဘူးပေါ့ဒီလိုပေါ့အဲ့လိုဖြစ်အောင်လဲပတ်ဝန်းကျင် propaganda တွေအကုန်လုံးတို့တွေကိုပေါ့ထိန်းချုပ်ထားကြတာပေါ့ propaganda တွေနဲ့ season တွေနဲ့ algorithm တွေနဲ့ social media တွေနဲ့အကုန်လုံးကတို့တွေဘဝထဲမှာတိုးဝင်နေကြတာပေါ့ဒါကိုသိနာလဲဖို့လိုတယ်ပေါ့ we give away freely that most precious of resources တို့တွေရဲ့တန်ဖိုးရှိဆုံးအရင်းမြစ်ဘာလဲဆို our attention ကိုလို့လည်းကိုတို့တွေကပေးနေကြတာ and in doing so အဲ့ဒီလိုလုပ်ရင်းနဲ့ we cheat ourselves ကိုလှည့်စားမိနေတယ် out of the gifts that are already here တကယ်ဒီမှာရှိနေပြီသားဆိုတဲ့လက်ဆောင်တွေအလားတရားတွေထံကနေကိုလှည့်စားမိနေကြပြီကျန်တာကိုပဲအောင်ဆိုင်မိနေကြတယ် we give away freely that most precious of resources our attention ငါတို့ရဲ့အောင်စိုးစမ်းမှုဆိုတော့ social media အောင်ဆိုင်တယ်ပြင်ပကိုအောင်ဆိုင်တယ်အများမြင်ကိုအောင်ဆိုင်တယ်ဘယ်သူများအပြောကိုအောင်ဆိုင်နေကြတယ်သူများတွေကဒီလိုထင်မှဆိုလို့ဆိုပြီးကိုလုံနေကြတယ်ပေါ့ into ဆိုအဲ့လိုလုံရင်းနေပဲကိုတွေကတကယ်ရှိနေပြီဆိုကိုဘဝကိုဖြစ်တည်မှုကိုလှည့်စားမိနေတယ်လို့ဖြစ်နေကြတယ် while powerful and valuable in many ways ဒီနီးလန်းများစွာအနေနဲ့ဟုတ်ပါအားလဲကြည့်ပါတယ်အဖိုးလဲတန်ပါတယ် social media ကဟုတ်တယ်အဲ့လိုဖြစ်ပြီ social media က is 10 years ငါတို့ into comparison addicts ကိုနိုင်ရှင်ချိန်ထိုးမိရတာဖြစ်နေတတ်စေတယ် comparison addicts
and validation junkies ဒါဟုတ်ရဲ့လားဒီလိုဆိုမှန်ရဲ့လားဒီလိုမှအဆင်ပြေရဲ့လားဆိုတဲ့ validation junkies ပေါ့ဒီအဲ့လိုနှိုင်းရှင်ချိန်ထိုးတတ်မှုဒါကမှန်တယ်ဒါဟုတ်တယ်ဆိုတဲ့ပတ်ဝန်းကျင်နဲ့နှိုင်းရှင်တတ်ခြင်းချိန်ထိုးတတ်ခြင်းဆိုတဲ့ဒီ junkie ဆိုတဲ့မကောင်းတဲ့အရာတွေဖြစ်လာနေကြပြီ social media ကိုကြည့်ရင်တော့သူတို့တွေဒီလိုသုံးနေကြပြီတော့ငါတို့တွေဒါလုံးမှဖြစ်မှာသူတို့တွေကဒီလိုတောင်ဖြစ်နေပြီးတော့ငါတို့တွေဒီလိုသွားမှဖြစ်မယ်သူတို့တွေဒီလောက်ဖြစ်နေကြပြီငါတို့တွေဒီလိုချမ်းသာမှဖြစ်မယ်ပေါ့စသဖြင့်သတင်းချက်လက်တွေပေးနေတော့ငါတို့တွေကနိုင်ရှင်မိရဲ့တာဖြစ်နေတော့တယ်ကိုနိုင်တမင်တကာနိုင်ရှင်တာမဟုတ်ဘဲနဲ့နိုင်ရှင်မိရဲ့တာဖြစ်နေတယ်တမင်တကာကောင်းချက်ချတာမဟုတ်ဘဲနဲ့ဒီလိုမှဖြစ်ရမယ်ဆိုပဲဒီလိုဖြစ်မိရဲ့တာဖြစ်နေတတ်ကြတယ်ပေါ့ဒါ social media ရဲ့ side effects ပေါ့ we interact ငါတို့တွေကကြားဖြဲလို့ precious life moments အဖို့တန်တဲ့ဘဝအခိုက်အတန့်တွေကို today picture အမောဓာတ်ပုံတွေရိုက်လိုက် post it လိုက်မော်ကိုတင်လိုက် then spend the next hour နောက်တစ်ချိန်တနားရီလောက် checking how much approve we have received တို့တွေဘယ်လောက် like ဘယ်လောက်ရတယ် from people we hardly even know သိတောင်မသိတဲ့လူတွေထံကနေပြီးတော့အသိမှတ်ပြုမှုဘယ်လောက်ရတယ်ထောက်ခံမှုဘယ်လောက်ရတယ်ဆိုတော့ကြည်ရင်းနဲ့အချိန်ကုန်နေကြတယ်ကိုယ့်ဘဝရဲ့အခိုက်အတန့်တွေကိုသူများအပေါ်မှာသူများတွေရဲ့ကိုယ့်ဘဝရဲ့ဖြစ်တည်မှုဟာသူများရဲ့ထောက်ခံအားပေးမှုနဲ့ပဲဖြစ်တည်နေသလိုဖြစ်နေတယ်ပေါ့ဒါဖြစ်သိရဲ့လား social media ဆိုတာဟာအားလည်းကောင်းပါတယ်တကယ်တန်မိုးလည်းတန်ပါတယ်အဖိုးလည်းရှိပါတယ်ဒါပေမဲ့လို့ပေါ့သူတို့ social media ငါတို့တွေကိုဘလို့ဆိုနှိုင်းရှင်မိရဲ့တာဖြစ်နေတတ်တယ်သူတို့တွေကဒီလိုကြော့ကြော့လေးနေရတော့အဲ့ကြလဲငါလည်းဒီလိုကြော့ကြော့နေမှဖြစ်မယ်သူတို့တွေကဂျင်သွားနေကြအဲ့ကြတော့ငါလည်းဂျင်သွားမှဖြစ်မယ်သူတို့တွေကဒီလိုတွေတောင်ခရီးတွေသွားတယ်အဲ့ကြငါတို့တွေသွားမှဖြစ်မယ်ဆိုနှိုင်းရှင်ချိန်ထိုးမှုတွေ validation ဆိုဘာဆိုရင်ဘလို့ဖြစ်တင်နေဟုတ်တယ်လေဒါသူဒီလိုဖြစ်ရမှာပေါ့ဒါဆိုရင်ဒီလိုမှအမှန်ပဲလေဒါမဟုတ်ဘူးလေဆိုပြီးတော့ပေါ့ဒီလိုဒါဆိုရင်မှဒါဆိုအမှားဆိုတဲ့ကောက်ချက်ချပြီးတော့ဟုတ်လားဒါမှတရားဝင်ဖြစ်တယ်ဒါမှတရားဝင်မဖြစ်ဘူးဆိုစုံမညက်ချပြီးနေတဲ့အနေထားတွေကိုတို့တွေရောက်သွားတတ်ကြတယ်ဒါ social media ရဲ့ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တယ်ကဲငါတို့တွေကလေကြည့်တယ်တို့ရဲ့အဖိုးတန်တဲ့ဘောအခိုက်တဲ့တွေကိုဓာတ်ပုံလေးရိုက် line ပေါ်တင်လိုက်ပြီးတော့နောက်တနားရီလောက်ကျတော့ကိုတို့တွေတိတောင်းမပြည့်ဘဝမှာတကယ်သိရလားလို့မသိရသူတွေထမ်းနေပြီးတော့ဟုတ်လားထောက်ခံမှုဘယ်လောက်ရရှိတယ်ဆိုလန့်ပြီးတော့ချက်ရင်းနဲ့ကြည်ရင်နဲ့နောက်ထပ်အချိန်တွေကုန်လုံးမိနေတတ်ပြန်ရော what we need right now ကဲငါတို့တွေအခုလိုအပ်တာ is a new way of seeing the world လောကကြီးကိုရှုမြင်ပုံအသစ်လိုနေတယ် and our place within it အဲ့လောကကြီးတွင်မှာငါတို့ရဲ့နေရာကိုမြင်ဖို့လိုပါတယ် what we need right now ငါတို့တွေအခုလိုအပ်တာ is a new way of seeing the world လောကကြီးကိုရှုမြင်ပုံအသစ်ပဲ and our place within it အဲ့လောကကြီးတွင်မှာငါတို့ရဲ့နေရာကိုသိမြင်ပုံအကြောင်းပေါ့ we need new approaches to life challenges ဘဝရဲ့စိန်ခေါ်မှုတွေကို we need new approaches တို့တွေချင်းကပ်မှုအသစ်တွေလိုနေတယ်နော် we need tools တို့တွေနီလန်လက်နက်ကရိယာတွေတူတယ် for intentional တမင်တကာ conscious living အသိတရားရှိနေထိုင်ခြင်းအတွက်တဲ့တို့တွေလိုအပ်တဲ့လက်နက်တွေရှိပါတယ် and a framework for deciding framework ကိုဒါဆိုရင်ဒီလိုဆိုတဲ့ framework ပေါ့ဘောင်ပေါ့နော် for deciding what really matters to us ငါတို့အတွက်ဘာကတကယ်ကိုအရေးကြီးတယ်ဆိုတော့ဆုံးဖြတ်ဖို့ရအတွက် framework တစ်ခုလုံးနေပြီတို့ဘဝကိုစစ်စစ်မှန်မှန်နေထိုင်ဖို့အသိတရားရှိနေထိုင်ဖို့စဉ္ညာတရားရှိနေထိုင်ဖို့အတွက်လိုနေပြီ so we can move on from the constant desire ဒီတရားမလဲစိတ်ဆန္ဒ for more better best ဘုံမကောင်းမွန်တဲ့ဟာလာပုံမများပြတဲ့အရာပိုကောင်းတဲ့အရာအကောင်းဆုံးကိုလိုချင်တဲ့တရားမလဲဖြစ်နေတဲ့ဒီစိတ်ဆန္ဒကနေငါတို့တွေရွှေ့ပြောင်းဖို့လိုနေပြီနော် we need to find ways နီလန်နေရှာပြီး to slow down ကိုဘွားကိုအချိန်တန်ဖို့ခဏလေးလျှော့ချလိုက်အရင်လုံးနေပြီလား so life does not rush right past us ဘဝကတို့ရဲ့တက်တော့ရိုက်ပြီးဘဝအဲ့လိုကုန်သွားတာမဟုတ်ဘူးလေစိတ်အချိန်လေးလျှော့လိုက်ပါအောင်ကိုတွေးနေရတယ်များနေပြီခဏလေးလျှော့ကြည့်လိုက် we need to start ငါတို့တွေ noticing more beauty အလားတရားတွေကိုပို့သတိပြုမိဖို့လိုအပ်လာပြီ to live our spirits ငါတို့ရဲ့စိတ်ဓာတ်တွေလန်းဆန်းတက်ကြွဖို့ to give us inspire ငါတို့တွေအားတက်သရောဖြစ်နေဖို့ရအတွက်အလားတရားတွေကိုစတင်သတိပြုမိဖို့လိုနေပြီနော် what we need right now အခုငါတို့တွေလိုအပ်နေ is a new way of seeing the world လောကကြီးကိုရှုမြင်ပုံပဲ and our place within it လောကကြီးထဲမှာငါတို့ရဲ့နေရာကိုစစ်စစ်မှန်မှရှုမြင်ပုံပဲ
We need new approaches to life's challenges. Why? Single mo ko yin sai mo ya ne do ni lian ti de lo ni bi no. ဘဝမှာတကယ်ငါတို့အတွက်တကယ်အရေးကြီးတာကဘာလဲဆိုဆုံးဖြတ်ဖို့ရအတွက် framework ပေါ့ဒီလိုဆိုရင်ဒီလိုဆိုကိုဘဝရက်တည်ချက်ပေါ့ပြီးတော့ဟလာရွယ်ချက်ရှိရှိစင်ញင်တော်တရားရှိရှိအတိတရားရှိရှိနေထိုင်ဖို့ရအတွက်ဘဝမှာလိုအပ်တဲ့အရာတွေရှိတယ်ဒါတွေလိုနေပြီကဲငါတို့တွေကကဲပုံမရခြင်းနဲ့ပိုကောင်းတာရခြင်းနဲ့အကောင်းဆုံးတွေဖြစ်ခြင်းနဲ့ဆိုတဲ့အမြဲတမ်းဖြစ်နေတဲ့စိတ်ဆန္ဒတွေရနေပြီးတော့ကဲခဏလေးရွေ့ရှားဖို့လိုပြီနော်ပေါ့ရွေ့ရှားဖို့လိုပြီကဲငါတို့တွေကကိုဘွားကို to slow down ဘွားတံမိုးလေးကိုရှော့ချလိုက် and so life that's not right past us ဘဝကဒိုးရှိကနေကစုံဆိုင်ဖြတ်တန်းသွားတာမဟုတ်ဘူးနော် we need to start noticing more beauty အလားတရားတွေသိဖို့ to live our separates ငါတို့စိတ်ဓာတ်တွေနှိုးကြဖို့ to keep us inspired ဘဝမှာအားတက်တယ်ဖြစ်နေဖို့ရာအတွက်ပေါ့အလားတရားတွေကိုပို့ပြီးကိုဘဝရဲ့ရပိုင်ခွင့်ကိုဘဝရဲ့ရနေတဲ့အနေအထားတွေကိုသိဖို့လိုတယ်နော်မြင်ဖို့လိုတယ်နော်ကိုဘဝမှာရှိနေတဲ့အရာတွေကိုတန်ဖိုးထားမိဖို့လိုတယ်နော် we need to give ourselves permission ကိုတို့ငါတို့ to let go of judgment ဆုံးဖြတ်ချက်တွေဒီလိုဆိုဒါကဒီလိုဆိုဒီလိုဒါကဒီလိုဖြစ်ရမယ်ဆိုတာပုံသေးပတ်တန်တွေဒါကဒီလိုသွားရမယ်ဆိုတဲ့ကောက်ချက်ချမှုတွေဒါကဒီလိုဆိုဒါကဒီလိုပဲဆိုဒီလိုဆိုဒီအခွင့်ရရင်ဒီတက်နဲ့လောပေါ့ဟလာဒီခရီးဆိုရင်ဟလာဒီထီးနဲ့သွားရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချမှုတွေကိုလွတ်ချလိုက်ဖို့လိုတယ် and the endless pursuit of perfection လုံးဝပြည့်ပြည့်စုံခြင်းဆိုတဲ့အနေအထားကိုရရှိခြင်းနဲ့တရားမလက်လိုက်နေတဲ့အဆုံးမဲ့အတော်မတတ်နိုင်အောင်ပြည့်ပြည့်စုံခြင်းကိုလိုက်ရှားဖွင့်နေမှု judgment ဒါကဒီလိုပဲဒီလိုဖြစ်ကိုဖြစ်ရမယ်ဆိုဆုံးဖြတ်ချက်တွေကိုချောချပြဖို့လွတ်ချလိုက်ဖို့ကဲကိုခွင့်ပေးလိုက်စမ်းပါ we need to start seeing each other ကဲကိုမြင်လိုက်စမ်း ourselves ကိုမြင်ကြည့်လိုက်စမ်းပါ for the perfectly imperfect treasures that we are ငါတို့တွေကမပြည့်စုံခြင်းတွေကိုပြည့်စုံစွာရှိနေတတ်တဲ့ငါတို့ဘဝတို့ရဲ့တန်ဖိုးတွေကိုမြင်လိုက်စမ်းပါလောကပဲလေပေါ့မြင်လိုက်စမ်းပါလောကရန်ပဲလေလောကပဲရှိတာပဲလေလောကရန်ပဲကြုံရမယ့်အရာဒါတွေပဲရှိတာပဲလေဒီကြုံတွေ့ရခြင်းမှာဒီမမြဲခြင်းရဲ့အလှတရားကိုမြင်လိုက်စမ်းပါနော်မမြဲခြင်းအလှတရားကိုမြင်လိုက်စမ်းပါလောကကြီးကတော့တည့်ရတွေကျွေးနေတဲ့လမ်းကလေးလိုတယ်ဂျန်လမ်းကလေးလိုပဲပေါ့ဒါပေမဲ့လို့ချစ်တဲ့စိတ်နဲ့ချက်တမ်းမယ်ဆိုရင်တော့ဘလောက်အထိအထိပဲရှိလိုက်တယ်ပေါ့ဒီလိုပြောတာပေါ့ we need to give ourselves permission we need to give ourselves permission တို့တွေဟလာကိုခွင့်ပြုလိုက်ဖို့ to let go of judgment ဒီဆုံးဖြတ်ချက်ချနေတတ်မှုဒါကဒီလိုဖြစ်ရမယ်ဆိုပုံသေးပတ်တန်တွေကိုအယူအဆွဲတွေကိုလွှတ်ချလိုက်ဖို့ endless pursuit of perfection ပြည့်စုံခြင်းကိုအတော်မသက်လိုက်နေမှုကိုပေါ့လွှတ်ချလိုက်ဖို့ and we need to start seeing each other မြင်လိုက်ဖို့ ourselves ကိုမြင်လိုက် for the perfectly imperfect treasure perfectly မပြည့်စုံတဲ့perfectly ပြည့်စုံဆိုတာ imperfect မပြည့်စုံတဲ့တန်မိုးတွေ that we are ငါတို့တွေဆိုတာကဲမပြည့်စုံခြင်းကိုမပြည့်စုံခြင်းတွေပြည့်စုံစွာတည်ရှိနေတဲ့ကိုယ့်ရဲ့အလားတရားကိုမြင်တတ်ဖို့လိုပါတယ် let it go of what we think what you think should be ဘာဖြစ်တဲ့လဲဆိုတဲ့ထင်မြင်ချက်တွေကိုရှော့ချလိုက်ခြင်းဆိုတာ that's not me give it on what could be ဘာတွေတော့ဖြစ်အောင်လုပ်လို့ရတယ်ဆိုတာကိုလက်လျှော့ခြင်းမဟုတ်ဘူးနော်ဟလာကိုဘာဖြစ်တဲ့လဲဘယ်လိုဖြစ်တဲ့လဲဆိုရှော့ချခြင်းဆိုတာကပေါ့ giving up on what could be ငါတို့တွေဘာဖြစ်နိုင်တယ်ဆိုတာတို့တွေဖြစ်စရာရှိတာကိုဖြစ်အောင်မလုပ်ရဘူးမကြိုးစားရဘူးအကောင်းဆုံးမလုပ်ရဘူးလို့ပြောချင်တာမဟုတ်ဘူးပေါ့ဒီလိုဖြစ်ရမယ်အမြဲတမ်းဒါဆိုရင်ဒီလိုနဲ့အကောင်းဆုံးကြိုးစားပြီးရရှိလာတဲ့အရာပေါ်ကိုမကျေနပ်နိုင်ခြင်းတွေကိုစွန့်လွတ်နိုင်ရမယ်ပေါ့လောက်တာတော့အကောင်းဆုံးကြိုးစားပြီးတော့ရရှိလာတဲ့ရလဒ်ပေါ်မှာကျေနပ်နိုင်ရမယ်ရောင်ရဲနိုင်ရမယ် importantly အရေးကြီးတာက accepting imperfection မပြည့်စုံခြင်းကိုလက်ခံလိုက်စမ်းပါအဲ့လိုလက်ခံခြင်းဆိုတာဟာ doesn't mean happy to lower standards ဒီအစဉ်အတန်းလူနေမှုစင်တန်းတွေကိုရှော့ချလိုက်ခြင်း drop out of life ဘဝထဲကနေပြီးတော့ထွက်လိုက်ခြင်းမဟုတ်ပါဘူးပေါ့ရှုံနုံကိုပုံကန်ခြင်းမဟုတ်ဘူးပေါ့ကြာပန်းဖြစ်ခြင်းကိုပြောချင်တာပေါ့လား
ဂျပန်နဲ့ဟလာရောရှက်လည်းမနေဘူးဒါပေမဲ့တတိတသက်နဲ့ဖြစ်မနေတဲ့ဘဝထဲမှာနေပြီးတော့ဘဝကိုစန့်ကျင်တာမဟုတ်ဘူးပေါ့ဘဝအစဉ်တန်းတွေကိုရှော့ချတာလို့ပြောချင်တာမဟုတ်ပါဘူး it means ဒါပါလဲဆို not judge yourself ကို judge မလုပ်တော့ဘူး for being who you are ကိုဖြစ်ရှိနေတဲ့အနေထားကို judge မလုပ်တော့ဘူး perfectly imperfect ပြည့်စုံစွာမပြည့်စုံခြင်းတွေပြည့်စုံစွာပြည့်စုံစွာမပြည့်စုံခြင်းကိုပြည့်စုံနေတာပါ at once uniquely you just like the rest of us လုံးဝထူးခြားတဲ့သင် just like the rest of us တခြားသူတွေလိုပါပဲပေါ့ကိုလိုလူဟာကိုတယောက်ပဲတလောကလုံးမှာကိုလိုလူဟာကိုတယောက်ပဲရှိတယ်ဆိုတော့ unique ဖြစ်မှုပေါ့တခြားသူတွေနဲ့တူညီမှုလည်းရှိတာဒါကိုမပြည့်စုံခြင်းဆိုတာဒီလိုပါပဲပေါ့ social media မှာမြင်နေရတယ်လို့အားလုံးကပြည့်စုံနေကြတာမဟုတ်ပါဘူးပေါ့သူတို့မှလည်းရှိပါတယ်ပေါ့ပြည့်စုံနေတဲ့တန်းတဲ့ကိုမပြည့်စုံခြင်းရှိပါတယ်အဲ့ဒီလိုပဲမပြည့်စုံနေတဲ့ဂျားတွေကလည်းပြည့်စုံခြင်းဆိုတာရှိပါတယ် for simply ရိုးလေးပြောမယ်ဗျာ wabi sabi gives you permission to be yourself ဒီ wabi sabi ဆိုတာကကဲတင့်ကိုတင်ဖြစ်ခွင့်ပေးလိုက်ခြင်းပါဘာဖြစ်တဲ့နဲ့ဆိုတော့လက်လျှော့ခြင်းအလျှော့ပေးလိုက်ခြင်းဆိုတာဟာဘာဖြစ်နိုင်တယ်လို့မကြိုးစားတော့ခြင်းတော့မဟုတ်ပါဘူးပေါ့ imperfection ကိုလက်ခံခြင်းဆိုတာဟာကိုယ့်ရဲ့လူနေမှုစံတန်းကိုလျှော့ချလိုက်တာဘဝဆိုတာနဲ့ရုံထွက်လိုက်တာပုံကန်လိုက်တာမဟုတ်ဘူးတဲ့ဒါကဘာလဲဆိုတော့ကိုယ့်ကိုဘယ်သူဖြစ်တဲ့နဲ့လို့ judge လုပ်နေတာမဟုတ်ဘူးပေါ့ဒါ perfectly imperfect မပြည့်စုံခြင်းကလည်းပြည့်စုံပါတယ်တနည်းပြောမှဆိုရင်ရှိတာကလောကဓာတ်ပဲရှိတာလေလက်ခံနိုင်ရမှာ at once judgment uniquely you ကဲဒီလောကလုံးမှာရှိတဲ့ကိုတယောက်တည်းဖြစ်တည်ခြင်းကိုတယောက်တည်းကိုလိုလူကလည်းကိုတယောက်ပဲဖြစ်ရှိခြင်းအဲ့လိုပါပဲ just like the rest of us တခြားသူတွေမှာလည်းအဲ့လိုပဲပေါ့တခြားသူတွေဟာလည်းသူလိုလူကလည်းသူတယောက်ပဲရှိတာပါပေါ့အဲ့လို unit ဖြစ်ခြင်းပြီးတော့ပဲအဲ့ဒီလိုပဲအကုန်လုံးမှာဒန်းတူညီမျှစွာပဲ imperfectly perfectly imperfect ဖြစ်နေခြင်းကိုမြင်နိုင်ရမယ်ရိုးလေးပြောပါမယ်ဗျာဝါဘီစားပြီဆိုတာကကိုဖြစ်ခွင့်ပေးလိုက်ခြင်းပါ it encourages you တော့အားပေးမင်းကိုအားပေးတယ်လေ to do your best အကောင်းဆုံးဖြစ်ဖို့တော့အားပေးတယ် but not make yourself ill in pursuit of an attainable goal of perfection ပြည့်စုံခြင်းဆိုတဲ့မရနိုင်တဲ့ရည်မှန်းချက်ပန်းနိုင်နေနောက်လိုက်နေရင်ကိုနှိမ့်ဆက်ညှဉ်းပန်းနေမှုကိုချော့ချပစ်လိုက်ခြင်းပါအကောင်းဆုံးတော့ဖြစ်အောင်တော့ကြိုးစားပါတယ် it generally motions you သင်ကိုလေ to relax short cha slow down ဘဝအရှိန်ကို short cha enjoy your life ဘဝကိုတန်ဖိုးထားတတ်ဖို့ပေါ့ဒါကိုပြောနေပါတယ် and it shows you that ပြောပြသနေတဲ့ beauty can be found in the most unlikely of places တကယ်လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ထင်ရတဲ့နေရာတွေမှာအလားတရားကိုတွေ့နိုင်တယ် make it every day နေ့စဉ်နေ့တိုင်း a doorway to delight နေ့စဉ်နေ့တိုင်းဆိုတာဟာ a doorway to delight ပြည့်စုံခြင်းတို့သွားတယ်လမ်းတကားဝပဲဆိုတာကိုပြသနေပါတယ်နေ့စဉ်နေ့တိုင်းဟာကိုယ့်ရဲ့ပျော်ရွှင်ကြည်နူးခြင်းကိုသွားနေတဲ့အဝင်ဝပါပဲဖြစ်နေတော့လေဘာဘီစာဘီ it encourages you to do your best အကောင်းဆုံးတော့ဖြစ်စေတယ်နော် not make yourself ill in pursuit of an attainable goal of perfection ပြည့်စုံခြင်းဆိုတဲ့မရနိုင်တဲ့ရည်မှန်းချက်ပန်းနိုင်တော့ကိုလိုက်လံရှာဖွေရင်းနဲ့ကိုညှဉ်းပန်းနှိပ်စက်နေခြင်းကိုအဆုံးသတ်လိုက်တာပါအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားစေပါတယ် it generally motions you သင်ကိုသတိပေးနေ to relax စိတ်ကိုလျှော့ချလိုက် slow down အချိန်လေးတန်ဖိုးလေးလျှော့ချလိုက် enjoy your life ကိုဘဝကိုတန်ဖိုးထားလိုက်ပေါ့ညှဉ်းနိုးလိုက်ပေါ့တစ်ချိန်တစ်ခါပဲရတဲ့ဘဝလေးနှစ်ခါမရှိတဲ့နှစ်ကြိမ်မရတဲ့ဘဝပဲလေတန်ဖိုးထားဖို့လိုတာပေါ့ it shows you ဒါပြသနေတဲ့ that beauty shows you the beauty အလားတရားကို can be found in most unlikely of places တကယ်လုံးဝထင်မထားတဲ့နေရာတွေမှာအလားတရားကိုတွေ့ရမယ်နော် make it every day နေ့စဉ်နေ့ a doorway to delight နေ့စဉ်နေ့တိုင်းဆိုတာ a doorway to delight ကြည်မွေခြင်းကိုသွားရလမ်းတကားဝပဲအဝင်ဝပဲဆိုတာကိုသိမြင်စေပါလေ okay thank you enjoy your life ကိုဘဝကိုနှစ်ကြိမ်မရတဲ့ဘဝကိုတမိုးထားတတ်ပါစေ